Hello ရှောင်းရွှေအင်းကိုလည်းမင်းကိုလွမ်းနေတာကိုညီမကိုဖေဖေကပိတ်လောင်ထားတဲ့နင်းချွမ်းဆိုတဲ့ကောင်စုပ်ကညီမကိုလူပုံအလဲမှာသူ့ကိုတောင်းပန်ဖို့အတင်းကျပ်လုပ်နေတယ်ညီမမကျေနပ်ဘူးသူ့ရဲ့ထုတ်ကုန်ဒေတာအတိမတ်ပြုလက်မှတ်နဲ့ပြည်ပဖြန့်ချီရေးလမ်းကြောင်းတွေကိုကိုစုံစမ်းပေးပြီးပါပြီအားလုံးကအပလာတွေပါတကယ်လားစမ်းလျံရွာကဖရဲသီးလိုအရေးသွေးမျိုးကပြည်ပကိုဘယ်လိုလုပ်တင်ပို့နိုင်မှာလဲပွင့်ပွင့်လင်းလင်းပြောရရင်နင်းချွမ်းကမင်းတို့ကိုပြဆက်ကပြနေတာညီမသိသားပဲဒါပေမဲ့ညီမဘာလုပ်ရမလဲဒါကမလွယ်ဘူးလားမင်းအတွက်ချင်းငွေရအောင်ကိုလူရှာပေးမယ်ပြီးရင်လုပ်ငန်းပမာဏကိုချက်ထွင်လိုက်ဈေးပြိုင်စနစ်နဲ့နင်းချွမ်းကိုဓာတ်ရိုက်ဖိနှိပ်လိုက်ရုံပဲအဲ့ဒီလေသမားတွေကိုဘယ်လိုလှုပ်ဆော်ရမလဲဆိုတာကတော့ကိုပြောဖို့မလိုတော့ဘူးမလားဟုတ်ကဲ့ညီမနားလဲပါပြီမိမတွေရဲ့ပတ်စံကတကယ်ရှာရလွယ်တာပဲအထူးသဖြင့်ရီမန်းချက်ကြီးတဲ့မိမတွေစီကပေါ့သူတို့စီကဒီတပွဲရိုက်စားပြီးရင်တော့ငါတစ်သက်လုံးစောက်ဝတ်နေရေးအတွက်ပူစရာမလိုတော့ဘူးဦးလေးကြောက်ဦးလေးတို့အိမ်ကဖရဲသီးတွေကမစိုးဘူးနော်ပိတ်တာ230ရင်230ရှိတယ်တထေးနင်ဒီအတိုင်းသာဆိုရင်တော့ဒီနှစ်ငါတို့စမ်းလျံရွာကအိမ်တိုင်းအိမ်တစ်ဆောက်နိုင်ကြတော့မှာပဲအားလုံးပဲအားစိုက်ထားကြပါနောက်ပတ်တနင်္လာနေ့မတိုင်ခင်ဖရဲသီးတန်30ဖြည့်ဆည်းပေးနိုင်ရမယ်နော်ဟေးရွာသားများဝမ်းသာအားရအော်ဟစ်ကလက်ခုပ်တီးလိုက်ကြတယ်